လူတိုင်းရဲ့ဖြတ်တန်းလာခဲ့ကြတဲ့ဘဝတက်တန်းတစ်လျှောက်မှာနောင်တတစ်ခုခုတော့ရှိခဲ့မှုကြတယ်မဟုတ်ဘူးလားရှင်အဲ့လိုရခဲ့မှုတဲ့နောင်တတွေထဲမှာတောင်ကြီးကားတဲ့ Estate Housing Project ကတိုက်ခန်းနေမြေခွက်တွေလုံးချင်းအိမ်တွေမဝယ်မိခဲ့လေခြင်းဆိုတဲ့နောင်တတစ်ခုတော့ထပ်တိုးမသွားစေချင်ပါဘူးနော်တောင်ကြီးမြို့နဲ့10မိုင်လောက်ပဲဝေးပြီးကားနဲ့သွားမယ်ဆိုရင်တော့15မိနစ်ခရီးလောက်ပဲရှိမယ်အေးတာယာကားကြီးခွင့်ရဲ့အနောက်ဘက်မှာရှိလို့သွားရေးလာရေးအချက်အခြာကျတဲ့နေရာမှာရှိတဲ့တောင်ကြီးဥယျာဉ်အိမ်ယာစီမံကိန်းအတွင်းကအစအုံပေးစီမှုရာခိုင်နှုန်းတွေများလာတာနဲ့အမျှတရေရိတ်တန်မှုတက်လာမယ့်နေရာပဲဖြစ်ပါတယ်။ project area အတွင်းမှာဆိုရင်လည်းအိမ်ယာဦးစီကြီးပုဂ္ဂလိကစာတင်ကြောင်းကျန်းမာရေးအတွက်ဆိုရင်တော့ရှမ်းပြည်နယ်တောင်ပိုင်းမှာကြီးမားဆုံးဖြစ်လာမယ့်ပုဂ္ဂလိကစေရုံအားကစားအတွက်ဆိုလို့ရှိရင်လည်း swimming pool ဂျင်နဲ့ခုစဲခွဲကလေးကစားခွင့်တွေလည်းပါအောင်ပါနော်ဒီသက်စေရုံဖန်နဲ့စူပါမားကတ်တွေပါသေးတယ်နော်24နာရီလုံးချုံမှုစနစ်လည်းရှိတာကြောင့်ဒီပြည့်စုံမှုတွေကိုတနေရာထဲမှာလုံးချုံစိတ်ချစွာရရှိနိုင်တဲ့အိမ်ယာကြီးဖြစ်တာပေါ့လို့ဒီချင်းမင်းတို့ဝင်ကြည့်ပြီးတော့လေကိုယ်တိုင်နေထိုင်ဖို့ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ်အားကြောင့်ဝယ်ဒီချင်းမင်းတို့အတွက်အကျိုးမြတ်တွေပြည်စားပေါက်ရရှိမှာနော်တိုက်ခန်းတွေကိုဒေါင်းပေးမဲ့ 30% ပေးသွင်းပြီးတစ်နှစ်အတိုးမဲ့အရစ်ကျစနစ်နဲ့ဝယ်ယူနိုင်တယ်လို့နှစ်နှစ်အရစ်ကျဆိုရင်တော့down payment 30% interest 18% developer လုံးနဲ့လည်းဝယ်ယူလို့ရပါတယ်ရှင်3နှစ်ကနေ15နှစ်အထိအရစ်ကျဝယ်ယူမယ်ဆိုရင်တော့ KBZ home လုံးများနဲ့လည်းချိတ်ဆက်ဝယ်ယူလို့ရပါတယ်ရှင်ပေ40 60ပေ50 80နှစ်30 gram မြေကွက်တွေလုံးချင်းအိမ်ယာတွေကိုလည်း down payment 30%တစ်နှစ်အရစ်ကျနဲ့ဝယ်ယူနိုင်သေးတယ် cash down ဝယ်ယူမယ်ဆိုရင်တော့လူကြီးမင်းတို့ discount ဖြစ်တဲ့350ပြန်လည်ပေးရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်လည်းဘဝမှာမလုံလိုက်ပြည်လေခြင်းဆိုတဲ့နောင်တမျိုးမရရှိအောင်လို့ဝယ်ယူရှိအောင်ဝယ်ယူဖို့လည်းတိုက်တွန်းရစီရှင်။ဝယ်ယူမယ်ဆိုရင်တော့ညကို254 63 35နဲ့3ညကို26နဲ့13ကို6563ကိုဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါပါရစေရှင်။